안녕하세요, 여러분. 디니 마로 디제로 이기 9번 유형리고 리라지밤에 서면아 시설리마 시메보노. 그래서 이기 리가로 미군 봉사가 블루라레소인 5가니 스니티보노. 5가니 스니티야 다음 글 또는 그래프의 내용과 같은 것을 고르십시오. 아마 베타의 그래프 다모모루신 디 사바이 도마호 그래프의 장면에ပတ်သက်ပြီး တူလာလေးကို ရွေးပေးပါတယ်အဲ့တော့မားမှန်ရွေးရတဲ့တပုံမျိုးပေါ့နော်သူက6မှာတော့ဒီလိုပုံလေးပေးပါတယ်ဆိုတော့ဒီကျတပုတ်ချင်းစီရှင်းပြပေးသွားမှာဖြစ်တဲ့တကြောင်မို့လို့အပိုင်းလိုက်တော့ဖြစ်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာကတော့လေဒီ exercise ကိုတစ်ခါလေးလုပ်ပြပေးသွားမှာဖြစ်တဲ့တကြောင်မို့လို့ answer video တော့တက်မပါတော့ဘူးပေါ့နော်ဒီထဲမှာပဲတစ်ခါလေးပေါင်းပြီးရှင်းပြထားပေးပါတယ်နံပါတ်9ကကျတော့ injury camping장 이용 안에 ဆိုပြီးတော့ခေါင်းစဉ်ပေးထားတယ်အဲ့တော့ဒီစာပိုက်ကနေပြီးတော့ဒီလိုပုံကနေစပြီးတော့မကြည့်ပါနဲ့အောက်ဘက်ကအဖြေကနေတစ်ချောင်းချင်းစီကြည့်သွားမယ်အောက်ဘက်မှာသူကဘာပြောတာလဲဆိုရင် 주말에는 이용 요금을 더 받는다 ပိတ်ရက်မှာဆိုရင်တဲ့အသုံးပြုကပေါ့နော် 요금 ဆိုတော့အခကြေးငွေအသုံးပြုကဒီ 더 받는다 ပို့ပြီးတော့ရတယ်တဲ့အဲ့တော့ 이용 요금 ဆိုတဲ့အုပ်စုကိုတွားကြည့်မယ်기존သူ့ရဲ့တတ်မှတ်ချက်ကဘာလဲဆိုတော့ 1박 2일တညအိတ်2ရက်တညအိတ်2ရက်ကိုမှသူကဈေးနှုန်းဘယ်လောက်တတ်မှတ်ထားလဲဆို평일ဆိုတာကကျတော့ရုံးဖွင့်ရက်တွေပေါ့နော်တနင်္လာနေ့တောက်ကြနေ့အထိက3000 주말 ပိတ်ရက်ကျတော့သူကဘယ်လောက်လဲ3000ခွဲဆိုတော့ပိတ်ရက်မှာသူပို့ပြီးတော့ရတာမဟုတ်ဘူးလားနံပါတ်1မှာလည်းသူက 주말에 이용 요금을 더 받는다 ပိတ်ရက်မှာပို့ရတယ်လို့ပြောတော့မှန်လားမှန်တာပေါ့အဲ့ဆိုအဖြေရသွားပြီဒါဆိုတခြားအဖြေမှန်ပြီဆိုလို့ရှိရင်ဆက်မကြည့်တော့ဘူးမိကွန်းတကယ်ဖြေလို့ရှိရင်လေဤကြီးဖြေတဲ့အခါကျအချိန်နောက်ကျမှဆိုလို့အဖြေမှန်ရသွားပြီဆိုရင်တခြားနောက်တစ်ပုတ်တန်းပြီးတော့ယူလိုက်တယ်ပေါ့နော်ဒါပေမဲ့တချို့အခုမှစပြီးတော့လေ့ကျင့်တဲ့လူတွေကကျတော့နည်းနည်းမျက်စိရှမ်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာလေးကြည့်ပါနော်캠핑장은 1년 내내 이용할 수 있다 캠핑장가 아래 이တစ်နှစ်လုံးအသုံးပြုလို့ရတယ်တဲ့အဲ့ဆိုတစ်ချက်ကြည့်မယ်3လပိုင်းကနေ 이용 기간 အသုံးပြုတဲ့အချိန်က3လပိုင်းကနေ17လပိုင်းဆိုတာတစ်နှစ်ပြည့်လို့လားတစ်နှစ်လုံးလို့သူပြောထားတဲ့အတွက်ကြောင့်မလို့မားတယ်နော်နောက်တစ်ခုက 예약은 이용 당일 홈페이지에서 하면 된다 예약 booking ချိန်တာကတော့တဲ့ 이용 당일ရဲ့အဓိပ္ပာယ်ကကျတော့အဲ့ဒီနေ့အသုံးပြုတဲ့အဲ့ဒီနေ့ဥပမာ12ရက်နေ့သုံးမယ်ဆို12ရက်နေ့အဲ့လိုအဓိပ္ပာယ်ကိုပြောချင်တာအဲ့ဒီ12ရက်နေ့မှအဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်အသုံးပြုတဲ့နေ့မှာ homepage မှာ booking လုပ်လိုက်ရပါတယ်တဲ့အမှတော့ 이용 방법 အသုံးပြုနည်းကိုပြောထားတယ် homepage ရဲ့ဆိုရေရောက် okay အဲ့ဒီမှန်တယ်ဒါပေမဲ့အောက်ဘက်မှာ star ပြထားတယ်당일 예약 불가 ရဲ့အဓိပ္ပာယ် 불가능하다အဲ့တော့အငင်းပေါ့နော် 불가 ဆိုတော့မရဘူးလို့ပြောချင်တာအဲ့တော့ 당일 예약 불가 ဆိုတော့အဲ့ဒီနေ့မှသုံးမယ်အဲ့ဒီနေ့မှ booking ချိန်မယ်ဆိုမရဘူးဒါကြောင့်မလို့တူတယ်မာတယ်주차장은 이용하려면 돈을 따로 내야 한다. 주차장 ဆိုတော့ကားရက်တဲ့ parking ကား parking ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ပတ်စံကိုတက်ထပ်ပေးရမယ်တဲ့ကဲပုံကိုကြည့်ရအောင်သူကဒီမှာပတ်စံနဲ့ပတ်သက်တဲ့အကွက်ကိုပဲပြန်တွားကြည့်တော့주차장ကားရက်တဲ့နေရာ 샤워장 ရေချိုးတဲ့နေရာ 이용료 အသုံးပြုကဒီကိုဆိုလဲပတ်စံပဲเนาะအသုံးပြုက 포함 ဆိုတာပါဝင်တယ်အဲ့တော့ပါဝင်ပြီးသားဆိုတော့ထပ်ပေးစရာလိုသေးလားမလိုဘူးပေါ့အဲ့ဒါဆိုဖြတ်လိုက်တော့အဲ့ဆိုရင်အဖြေမှန်ဒီ 1 တစ်ခုပဲရှိပါတယ်ကဲအဲ့ဆိုနောက်တစ်ပုတ်တွားပြီးတော့လေ့ကျင့်ကြည့်အောင်နောက်တစ်ပုတ်ကကျတော့ 신청할 수 없는 책 종류가 있다 ရှောက်ထားလို့မရတဲ့စာအုပ်အမျိုးအစားရှိပါတယ်တဲ့도서 신청 안에ဆိုတာစာအုပ်ရှောက်ထားခြင်းကြီးညာချက်ပေါ့သူကဒီမှာရှောက်ထားလို့မရတဲ့စာအုပ်ရှိတယ်ဆိုတော့တစ်ချက်ကြည့်လိုက်တော့ဒီအောက်ဆုံးမှာတွားတွေ့တယ်ပေါ့နော် 1인 10권 이내 신청 가능 လူတစ်ယောက်ကို10အုပ်အတွင်းရှောက်ထားလို့ 가능 ဆိုတော့ရတယ်ပေါ့နော်ရှောက်ထားလို့ရတယ်ဒါပေမဲ့ကွင်းစားကွန်မိတ်နဲ့ 잡지, 매거진, 어학교재, 바라자가တင်တဲ့ကျောင်းကတင်ယူစာအုပ်တွေခြေဝဲရဲ့အဓိပ္ပာယ်ကျတော့မလွယ်ပြီးအဲ့ဆိုသူတို့မပါအောင်ဆိုတဲ့အဓိပ္ပာယ်တခြားစာအုပ်တွေရှောက်ထားလို့ရတယ်magazine နဲ့ဘာသာစကားတင်တန်းကျောင်းတွေကတင်ယူစာအုပ်တော့မပါဘူးခြေဝဲဆိုတာကကျတော့ accept ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြောရရင်အဲ့ဒီဟာလွယ်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်ဒါဆိုသူတို့မပါဘူးပေါ့အဲ့ဆိုနံပါတ်1မှာသူပြောထားတဲ့ရှောက်ထားလို့မရတဲ့သူတို့စီမှာတွားပြီးတောင်းဆိုလို့မရတဲ့စာအုပ်အမျိုးအစားရှိတယ်ဆိုတော့မှားလားမှန်လားမှန်တာပေါ့နော်အမှ2မျိုးတောင်ရှိတယ် magazine စာအုပ်တွေနဲ့တင်တန်းကျောင်းစာအုပ်တွေနောက်တစ်ခုက책이 도착하면 전화로 연락해준다. စာအုပ်ရောက်လို့ရှိရင်ဖုန်းနဲ့ပြောပြပေးတယ်။ဒါပေမဲ့ဒီအောက်မှာပေးထားတာတော့ 책이 도착하면 စာအုပ်ရောက်ရင် 이메일로 알려드립니다. 이메일 နဲ့ပြောပြပေးပါမယ်ဆိုတော့ 2번이 말아ပေါ့နော်။ 4월 한 달 동안 도서 신청을 받는다. 4လပိုင်းတစ်လလုံး 4월 ဟုတ်တယ်နော်။4လပိုင်းတစ်လလုံးစာအုပ်လျှောက်လွှာကိုလက်ခံပေးတယ်တဲ့
အမှတို့신청 기간가 4လပိုင်း19ရက်နေ့ကနေ4လပိုင်း30ဆိုတော့တစ်လပြည့်လို့လားမပြည့်ဘူးလေ19ရက်နေ့ကနေစတာနော်အဲကြောင့်မားတယ် 필요한 책은 이메일로 신청해야 한다. 로아대 사업이 이메일이 대신 샤우트하면 서로 신청 방법과 도서관 홈페이지 간이 샤우트하면 서로 넘버리를 말해.အဲ့လိုပုံစံနဲ့ပဲတကယ်လို့ရွေးသွားလို့ရတယ်ပေါ့နော်ကဲဒါဆိုဒီဘက်ကိုလာပြီးကြည့်အောင်ဒီဘက်ကရေဆောင်မွန်ကျဲကို여러분တို့ဗီဒီယိုလေးကိုခဏရက်ပြီးတော့ကိုယ့်နဲ့ကိုအရင်ဖြေလိုက်ပေါ့နော်ဒီချိန်ကတခါလေးတောက်လျှောက်အဖြေပြောသွားမှာဆိုတော့အဲ့တော့မဖြေရသေးတဲ့လူတွေကဗီဒီယိုခဏရက်ပြီးတော့မှအရင်ဖြေကြည့်ပြီးမှဒီချိန်နဲ့အဖြေတူမတူစွာလေးကိုပြန်တိုက်ကြည့်ပါနော်အဲ့တော့နံပါတ်1ဖြေပြီးသွားပြီလောက်ဖြေပြီးသွားလောက်ပြီလို့ထင်ပါတယ်အဲ့ဆိုတစ်ချက်ကြည့်ရအောင်ပေါ့နော်ကြည့်ခဲ့သွားပြန်이 축제는 리베로아로 올해로 디님아 8번째로 열린다. 시쟁명 진발의 강진과 집에 제18회 소라가 시쟁명 알아도 시쟁명 होला. 두가래 시친 두래 보노. 살아봐. 알아 8번째 소라 시쟁명 디마로 시쟁명로ပြောတယ်. 3월 피리에 가전 디시로အချိန်နဲ့ဆိုတော့တွတ်ဖြေတဲ့အခါမှာဒီလိုနေရာလေးတွေနည်းနည်းမျက်စိရှမ်းနေတယ်ပေါ့နော်အဲ့ဒါကိုသူကဖမ်းထားတာအဲ့ကြောင့်မှားပါတယ်18ကြိမ်မြောက်ပါ이 축제에서는 한국의 전통 탈춤만 볼 수 있다. 이ပွဲမှာ 코리아의 요야မျက်နှာဖုံးအကကိုပဲတွေ့နိုင်တယ်အဲ့ဆိုတော့ကြည့်ရအောင်သူကဘာပြောတာလဲဆိုတော့ 행사 개유 ဆိုတော့ဒီသူ့အကြောင်းမိတ်ဆက်ထားတယ်ပေါ့နော်ဘာအကြောင်းလဲဆိုတော့국내외ပြည်ပ탈춤မျက်နှာဖုံးအက볼 수 있는 축제ကြည့်နိုင်တဲ့ပွဲဆိုတော့အဲ့တော့ 탈춤 တစ်ခုတည်းရိုးရာ 탈춤 တစ်ခုတည်းမဟုတ်ဘူးကိုရီးယားရိုးရာပဲမဟုတ်ဘူး국내외ဆိုတော့နိုင်ငံခြားကရောဒီပြည်တွင်းတွေကမျက်နှာဖုံးအကတွေကိုရောတွေ့နိုင်တယ်အားကြောင့်နံပါတ်1ဒီမှာတယ်이 축제는 대표 축제로 한 차례 선정된 적이 있다လို့ပြောထားတယ်အမှသူကဒီ point မှာတော့ကြည့်လိုက်လို့ရှိရင်တော့တိတာရဲ့စုနဲ့ပတ်သက်ပြီးပြောထားပါတော့သူကရွေးချယ်ခံရရဲ့တဲ့ရောတော့ချတယ်ဆိုတာခဏရွေးချယ်ခံရဒီမှာတော့သူကတစ်ခါပဲရွေးချယ်ခံရတယ်ဆိုတော့말아 보노. 이 축제는 한국 전통 문화를 세계에 알리기 위해 열린다. 이 보야래 코리아 요야 인지무고 세계에서 그바도원롱 알리기 위해 띠비고 진바기래. 그바롱 띠아무 진바케래 소리 띠베 미우벼시나 보노. 어디니아마 디두베시여서 디두베만 넘어 보노. 오케이, 디마 변지 야두가 디마 목적 이유에 제비다래 한국 전통 문화의 세계화 코리아 요야 인재무의 세계화ဆိုတာကကဘာကိုဖြန့်နေဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တုံးချင်တာဆိုတော့ကဘာတိအောင်လုပ်တယ်နဲ့အတူတူပဲပေါ့နော်ကဘာတစ်ခုလုံးတိအောင်လုပ်တယ်ဒီ point နဲ့အတူတူပဲဆိုတော့စာပွန်ဒီအဖြေမှဖြစ်ပါမယ်အဲဆိုရသွားပြီနံပါတ်2ကိုလည်းဖြေပြီးလောက်ပြီလို့ထင်ပါတယ်နံပါတ်2ကိုလည်းအတူတူသွားကြည့်ရအောင်နံပါတ်2ကကျတော့သူကဘာပြီးထားလဲဆိုတော့대학생들만 캠프에 참가할 수 있다. 대학생တက္ကသိုလ်ကျောင်းသားတွေပဲဒီ camp မှာပါဝင်နိုင်တယ်သူကဘာ camp လဲဆိုတော့ ski camp နင်းရှောစီတဲ့ camp 참가 안에 ပါဝင်ခြင်းကြီးညာချက်တို့ဒီမှာဒေဆောင်ဘဒူတွေတားကက်ကဘဒူတွေလဲဆိုရင်ချို့မူလာတယ်နော်ဂျုံအလဲတဲ့ဟိုဆိုတော့အထက်တန်းကျိုဆင်းဆိုတာကျောင်းသားအဲ့တော့မူလာတန်းအလဲတန်းအထက်တန်းကျောင်းသားတွေဒေဟက်ဆင်တက္ကသိုလ်ကျောင်းသားတွေ KIN တဦးတယောက်ချင်း meet and ဟာကိုနဲ့အတူတူပဲနော်တဦးတယောက်ချင်းနဲ့ဒန်းချေအဖွဲ့လိုက်အဲ့တော့သူကဒီကျောင်းသားတွေအကုန်လုံးတယောက်ချင်းစီလဲရတယ်အဖွဲ့လိုက်လဲရတယ်ဆိုတဲ့ဒီပဲအဲ့တော့တက်ဖို့ကျောင်းသားတွေပဲဆိုတော့မားတာပေါ့နော်မူလတန်းအလယ်တန်းထက်တန်းပါတယ်참가비를 내면 교통비를 따로 내지 않아도 된다. 참가비ဆိုတာကကျတော့ပါဝင်တဲ့ဒီပါဝင်ကြီးပေါ့ဝင်ကြီးလို့သုံးမှာပေါ့နော်သူတို့ရဲ့အဖွဲ့ဒီဝင်ကြီးပေးမယ်ဆိုလို့ရှိရင်ဒီကားကခီးစရိတ်ပေါ့နော်တက်ထပ်ပြီးတော့ပေးစရာမလိုဘူးလေကြည့်အောင်သူက 1박 2일တညအိမ်နေရက်ကို2သိန်းတောင်းတယ် 원복 교통비 원복ဆိုတာအသွားရောအပြန်စရိတ်လမ်းစရိတ်ရဲ့ 숙박비တဲဖို့စရိတ်ရဲ့ 1박 2식ဆိုတော့ဒီတညအိမ်နေရက်ခီးဆိုတော့ဒီထမင်းနဲ့ဟိုပါလေဒီနက်လို့ပြောမှာပေါ့နော်โอเคအဲ့ဆို 1박 2식ဆိုတော့သူကညစာကောပြီးတော့လို့ရှိရင်နေ့လယ်စာနက်ကောပေါ့နော်အဲ့ဒါကိုပြောချင်တာပြီးတော့ရှေ့စောဆိုတော့ကကျတော့ facility ဤယုံမျိုးဆိုတော့အသုံးပြုခါဖိုးဟမ်ဆိုတာပါဝင်ပြီးတာဒါဆိုခရီးစရိတ်ကလမ်းစရိတ်ကပါပြီးတာဆိုတော့ဒူဒီမန်နဲ့ပေါ့နော်တက်ထပ်ပြီးတော့ပေးကြမလို့궁금한 점이 있으면 띠지네 채시로 신 인터넷으로 알아볼 수 있다. 인터넷 간이 성단하이네. 디마 인터넷로 뭐 벼다고 폰 넘버 비다서 폰 세지나.
အဲ့ဆိုခဏလေးမားတယ်လို့ရေးရမယ်ဟာအမှန်သွားချင်းနေအဲ့တော့သူဒီမားတာပေါ့နော်နံပါတ်2နံပါတ်3ကမားပါတယ်캠프에 참가하려면 이 캠프에 바ဝင်ဖို့အတွက်ဆိုရင် 스키복과 스키 용품을 구입해야 한다. 이 닌셔시의 윗성에 닌셔시의 가마 동뷰의 비시리 외유야매 디마 두가 뼈라라가 준비물 빈시야마가 스키 용품 이 스키 닌셔시의 가마 동뷰의 비시리 스키복스로 윗성이 뭐나 나 대여 가능이 그래 외야매를 두면 뼈 나연로 야래서 외야매 마혹 너 아자 앞이만리 2번 ဖြစ်ပါတယ်ကဲအားလောက်ဆိုရသွားမယ်လို့ထင်ပါတယ်။ဒီလောက်ပဲပေါ့နော်။수고하셨습니다